လာပါဒီနေ့ပြောပြခြင်းတဲ့အကြောင်းအရာကတော့ရေကြီးချိန်များမှာကယ်ဆယ်ရေးလုပ်သားတွေကယ်ဆယ်ရေးဆောင်ရွက်နေသူတွေရင်ဆိုင်ရတဲ့အဓိကစိန်ခေါ်မှုတွေအကြောင်းပဲဖြစ်ပါတယ်ရေကြီးရေရှမ်းမှုပါသလို့ရှိရင်လူနေအိမ်တွေလမ်းတွေအဆောက်အဦတွေနဲ့အတော်မျိုးဝမ်းကြောင်းလုပ်ငန်းတွေကိုထိခိုက်စေနိုင်တဲ့သဘာဝဘေးတွေအန္တရာယ်ကြီးတစ်ခုဖြစ်ပါတယ်ဒါပေမဲ့ရေဘေးအတွင်းလူတွေကိုကယ်တင်ပေးနေတဲ့ကယ်ဆယ်ရေးဆောင်ရွက်နေသူတွေကယ်ဆယ်ရေးလုပ်သားတွေအတွက်လည်းအန္တရာယ်နဲ့စိန်ခေါ်မှုများတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်အဲ့တော့ရေကြီးရေရှမ်းနေချိန်မှာကယ်ဆယ်ရေးဆောင်ရွက်နေသူတွေကယ်ဆယ်ရေးလုပ်သားတွေရင်ဆိုင်ရတဲ့အဓိကစိန်ခေါ်မှု၅ချက်ကိုကျွန်တော်တို့ပြောပြမှာဖြစ်ပါတယ်ပထမဦးဆုံးစိန်ခေါ်မှုကတော့သဘာဝပတ်ဝန်းကျင်နဲ့နည်းပညာဆိုင်ရာအန္တရာယ်တွေပဲဖြစ်ပါတယ်ရေစီးကြောင်းအရှိန်ပြင်းလာတဲ့အခါရေထဲမှာလမ်းလျှောက်တာတော့အလွန်အန္တရာယ်များနိုင်ပါတယ်ရေစီးတန်လာရင်လူတစ်ယောက်ကိုလဲကျစေနိုင်သလိုရင်တွေကိုလည်းမျောပါသွားစေနိုင်ပါတယ်ကယ်ဆယ်ရေးလှေတွေတိတ်မှောက်တာနောက်ပြီးတော့ရေထဲကိုဆွဲငင်ခံရတာစတဲ့အန္တရာယ်တွေကိုတို့လို့ရှိရင်ကျွန်တော်တို့ကကြုံတွေ့ရတာပဲဖြစ်ပါတယ်ဒါအပြင်ရေကြီးရေရှမ်းတဲ့အခါမှာရေရာတို့လို့ရှိရင်နောက်ကြည့်နေတတ်တာကြောင့်ရေအောက်မှာဘာတွေရှိသလဲဆိုတာကိုကျွန်တော်တို့မမြင်နိုင်ပါဘူးနစ်မြုပ်နေတဲ့ကားတွေပန်ချောင်းတွေစူးကြိုးတွေဖန်ကွဲတွေလမ်းကြိုက်ွက်တွေပြက်ကျနေတဲ့လျှက်စစ်ကြိုးတွေနဲ့အန္တရာယ်ရှိတဲ့အမိုက်သရိုက်တွေကိုမမြင်ရတဲ့အတွက်သူတို့နဲ့နင်းမိထိခိုက်မိတာတွေကျွန်တော်တို့ဖြစ်ပွားနိုင်ပါတယ်လမ်းတရားတွေပျက်စီးခြင်းတရားကျိုးခြင်းနဲ့အဆောက်အုံတွေပြိုကျနိုင်ခြင်းဟာလေကယ်ဆယ်ရေးလုပ်ငန်းတွေကိုပုံမခက်ခဲစေပါတယ်ဒုတိယစိန်ခေါ်မှုကတော့ဆက်သွယ်ရေးနဲ့ညှိနှိုင်းဆောင်ရွက်မှုပဲဖြစ်ပါတယ်ရေကြီးမှုကြောင့်တရက်စစ်မီးနဲ့ဖုံးတာဝါတိုင်းတွေပျက်စီးသွားတဲ့အခါမှာရေဘေးသင့်သူတွေနဲ့ကယ်ဆယ်ရေးအဖွဲ့တွေကြားမှာဆက်သွယ်ဖို့ခက်ခဲလာနိုင်ပါတယ်အရေးပေါ်အခြေအနေမှာသတင်းအချက်တွေမရတာတို့သတင်းမှားတာတို့နောက်ပြီးတော့သတင်းရောက်ရှိမှုသတင်းရရှိမှုနောက်ကျတာတို့ဒါတွေကလည်းကျွန်တော်တို့ကယ်ဆယ်ရေးလုပ်ငန်းတွေကိုကျွန်တော်တို့ထိခိုက်စေနိုင်ပါတယ်ရေဘေးအတွင်းမှာတို့လို့ရှိရင်ဒီအဖွဲ့အစည်းများစွာဟာပူးပေါင်းဆောင်ရွက်ရလိမ့်ရှိပါတယ်ဒါကြောင့်ဘယ်အဖွဲ့ကဘယ်နေရာမှာတာဝန်ယူမလဲဘယ်သူကဆုံးဖြတ်ချက်ချမလဲဘယ်ရင်းမြစ်ကိုဘယ်လိုအသုံးပြုမလဲဆိုတာကိုရှင်းရှင်းလင်းလင်းသိကြည့်ထားဖို့အရေးကြီးပါတယ်ကောင်းမွန်တဲ့ပူးပေါင်းဆောင်ရွက်မှု coordination မရှိရင်လုပ်ငန်းတွေထပ်နေတာတို့အချိန်နဲ့အရင်းအမြစ်တွေအလားဟသဖြစ်ရှင်းတို့ကျွန်တော်ဖြစ်ပေါ်နိုင်ပါတယ်တတိယစိန်ခေါ်မှုကတော့လိုအပ်တဲ့ပစ္စည်းကိရိယာနဲ့အရင်းအမြစ်တွေမလုံလောက်ခြင်းပဲတော့ဖြစ်ပါတယ်ရေပြင်ကယ်ဆယ်ရေးအတွက်လှေအသက်ကယ်ဝတ်စုံကျိုးရေစုပ်ဆက်ဆေးဘက်ဆိုင်ရာပစ္စည်းတွေနဲ့တွာလာနိုင်တဲ့ရင်တွေကျွန်တော်တို့လိုအပ်လာနိုင်ပါတယ်ဒါပေမဲ့အရေးပေါ်အခြေအနေမှာလိုအပ်တဲ့ပစ္စည်းတွေကိုအချိန်မီရောက်ရှိအောင်ပို့ဆောင်ဖို့အခက်အခဲများစွာရှိလာနိုင်ပါတယ်ကြီးလက်ဒေသတွေမှာတို့ရှိရင်လမ်းမဆက်သွယ်မှုပျက်စီးနိုင်တယ်လို့မြို့ပြဒေသမှာလည်းရေမြုပ်နေတဲ့လမ်းတွေနောက်ပြီးတော့လမ်းကြီးတွေမှာကယ်ဆယ်ရေးရင်တွေကယ်ဆယ်ရေးလှေတွေဝင်ရောက်ဖို့အခက်အခဲတွေကျွန်တော်တို့ရှိလာနိုင်ပါတယ်စတုတ္ထစိန်ခေါ်မှုကတော့လူသားတွေရဲ့အမှုအကျင့်နဲ့ဆုံးဖြတ်ချက်တွေကြောင့်ပဲဖြစ်ပါတယ်တချို့လူတွေဟာတို့ရှိရင်ပစ္စည်းဥစ္စာတွေဆုံးရှုံးမှာစိုးရိမ်တာအိမ်ကိုမစွတ်လွတ်ချင်တာဒါမှမဟုတ်ရေဘေးအန္တရာယ်ကိုရှော့တွက်တာကြောင့်ရွှေ့ပြောင်းဖို့ငင်းဆန်ဒါတွေလည်းကျွန်တော်တို့ရှိပါတယ်ဒီလိုအခြေအနေတွေမှာတို့ရှိရင်ကယ်ဆယ်ရေးသမားတွေဟာအန္တရာယ်များတဲ့နေရာတွေကို
ပြန်လေဝင်ရောက်ပြီးတော့ကယ်ဆယ်ရတာမျိုးလဲကျွန်တော်တို့ရှိပါတယ်ကယ်ဆယ်ရေးသမားတွေရသလိုရှိရင်အကန့်အသတ်ရှိတဲ့လှေတွေအရင်းမြစ်တွေကိုကျွန်တော်တို့ကအသုံးပြုပြီးတော့ကလေးငယ်တွေတက်ကြီးရွယ်အိုတွေပဒံစွမ်းသူတွေဒဏ်ရာပြင်းထန်သူတွေနဲ့တခြားကျွန်တော်တို့အားနည်းသူတွေကိုဦးစားပေးပြီးတော့ကျွန်တော်တို့ကယ်ဆယ်ရမှာဖြစ်ပါတယ်အချိန်ထဲမှာပဲကျွန်တော်တို့ကစိုးရိမ်ပူပန်နေတဲ့လူအုပ်ကြီးကိုလည်းကျွန်တော်တို့စနစ်တကျထိမ့်သိမ်းဆောင်ရွက်ကြတာတွေလည်းကျွန်တော်တို့ရှိပါတယ်နောက်ကျွန်တော်တို့ပြင်စမစိန်ခေါ်မှုကတော့ကယ်ဆယ်ရေးသမားတွေရဲ့တကိုယ်ရေးကျမ်းမာရေးနဲ့လုံခြုံမှုပဲကျွန်တော်တို့ဖြစ်ပါတယ်ရေကြီးရေရှမ်းမှုတွေမှာမိန်လာတို့အညစ်အကြေးစက်မှုလုပ်ငန်းသုံးဓာတုပစ္စည်းတွေနဲ့စိုက်ပျိုးရေးလုပ်ငန်းသုံးဓာတုပစ္စည်းတွေရေထဲမှာကျွန်တော်တို့ဟာရောနှောပြီးတော့ကျွန်တော်တို့ပြန့်နှံ့နေပါတယ်ဒါတွေကိုကျွန်တော်တို့ကကယ်ဆယ်ရေးလူသားတွေကယ်ဆယ်ရေးသမားတွေကကျွန်တော်တို့ကဒီပါရေပေါ်မှာသွားလာရတဲ့အခါကျတော့အရေပြားတွေမှာကျွန်တော်တို့ထိခိုက်တာတို့เนาะအနာတရနဲ့အဲ့ဒီအညစ်အကြေးတွေရတဲ့ဆင်ယောဂပိုးတွေထိတွေ့ဝင်လာနိုင်ပါတယ်ဒါအပြင်ကျွန်တော်တို့ကကယ်ဆယ်ရေးလုပ်နေသူတွေဟာအနားယူချိန်မလုံလောက်ပဲနဲ့အချိန်ကြာမြင့်စွာလောက်ကရချင်းကြောင့်ပင်ပန်းနှောနေမှုတွေကျွန်တော်တို့ဖြစ်စေနိုင်ပါတယ်အသက်တည်ဆုံးသူတွေဒဏ်ရာရသူတွေအိမ်နဲ့ပိုင်ဆိုင်မှုဆုံးရှုံးနေမှုတွေကိုကိုယ်တိုင်မြင်တွေ့ရတာကလည်းကယ်ဆယ်ရေးသမားတွေရဲ့စိတ်ပိုင်းဆိုင်ရာအပေါ်တက်ရောက်မှုတွေရှိနိုင်ပါတယ်ဒါကြောင့်ကယ်ဆယ်ရေးသမားတွေရဲ့ဘေးကင်းရေးရတယ်လို့ရှိရင်ရေဘေးသင့်သူတွေလိုပဲရေဘေးသင့်နေတဲ့လူတွေလိုပဲအရေးကြီးလာပါတယ်ရေဘေးကယ်ဆယ်ရေးလုပ်ငန်းမှာလူတစ်ယောက်ကိုကယ်ဆယ်ဖို့စ조사ရင်နောက်ထပ်အသက်တစ်ချောင်းမဆုံးရှုံးစေဖို့အရေးကြီးပါတယ်ဒါကြောင့်မလို့ကယ်ဆယ်ရေးမစတင်မီတွေ့နိုင်တဲ့အန္တရာယ်ကိုကျွန်တော်တို့ကအကဲဖြတ်တာတို့နောက်တစ်ခါကျတော့တင့်တော်တဲ့တကိုယ်ရေးအကာအကွယ်ပစ္စည်း PPE လို့ဟာเนาะအဲ့ဒါတွေကိုကျွန်တော်တို့ကအသုံးပြုဖို့နောက်ပြီးတော့ဆက်သွယ်ရေးစနစ်တွေကိုစစ်ဆေးဖို့နောက်ပြီးတော့လုတ်တဲ့ကိုင်တဲ့အချိန်မှာဆိုလို့ရှိရင်အဖွဲလိုက်လှုပ်ဆောင်ဖို့လိုပါတယ်ပင်ပန်းနွမ်းနယ်မှုကိုစောင့်ကြည့်ပြီးတော့လိုအပ်ရင်ကယ်ဆယ်ရေးလုပ်နေသူတွေဟာအနားယူဖို့ကျွန်တော်လိုပါတယ်မိမိစွမ်းရည်နဲ့မိမိမှာရှိတဲ့ပစ္စည်းကိရိယာတဲ့ကြော်လွန်တဲ့အန္တရာယ်ရှိတဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေကိုကျွန်တော်မလုပ်ဖို့ကျွန်တော်လိုပါတယ်ရေဘေးအတွင်းမှာဆိုလို့ရှိရင်ကယ်ဆယ်ရေးလုပ်ငန်းဟာတတိတစ်ခုတည်းနဲ့မလုံလောက်ပါဘူးပန်ကန်နဲ့ဆန်းစစ်မှုကောင်းမွန်တဲ့ပူပေါင်းဆောင်ရွက်မှုတင့်တော်တဲ့ကိရိယာနောက်တစ်ခါစနစ်တကျလေ့ကျင့်မှုနဲ့အဖွဲ့အစည်းကျွန်တော်တို့ပူပေါင်းဆောင်ရွက်မှု team work တွေကကျွန်တော်တို့လိုအပ်ပါတယ်အဲ့တော့ကယ်ဆယ်ရေးသမားတွေကိုယ်တိုင်ဘေးကင်းလုံခြုံမှသာတခြားသူတွေရဲ့အသက်ကိုထိရောက်စွာကယ်နိုင်မှာဖြစ်ပါတယ်ဘေးကင်းစွာကယ်ဆယ်ပါအသက်များကိုကယ်တင်ပါကျေးဇူးတင်ပါတယ်